Hello အားလုံးပဲမင်္ဂလာပါ Sakura Mori Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ပေါ့နော်ကိုယ်တိုင်စောက်ထားတဲ့အိမ်ကိုတောင်းမှပဲဖြစ်ပါတယ် Mori ကိုယ်တိုင်စောက်ထားတဲ့အိမ်ပေါ့နော်အဲ့ဒါကတော့ ID လေးနဲ့ပါဒီနေ့ကကိုဝင်ရချတာအသက်မှာပေါ့နော်ဒီမှာပါဒီအိမ်ပဲဖြစ်ပါတယ်အိမ်တွေကတော့နည်းနည်းတော့ပြောင်းဖြစ်နေတယ်ပေါ့နော်အဲ့ဒါတီးခံပြီးတော့ကြည့်ပေးပါဒီအိမ်လေးပဲဖြစ်ပါလေနည်းနည်းတော့ပြောင်းဖြစ်နေပဲတဲ့ပေါ့နော်ဘာမှတော့တိတ်မထည့်တာပါဘူးဒီမှာဆိုမကလေးစီတဲ့စပိန်လေးဒီလိုကြောင်လေးပဲဖြစ်ပါတယ်ဒီမှာကျတော့အိမ်နာရီထုတ်ကန်ပေါ့နော်တိတ်တော့မလှပါဘူးဒီမှာဆိုရင်တော့ပညာရှောက်ထည့်လာတာပေါ့နော်ဒီမှာကျတော့ဗာလဲကလေးအိတ်တဲ့နေရာပါဒီမှာကျတော့လူကြီးကလေးအိတ်တဲ့နေရာပေါ့နော်ဒီမှာစတင်ကုန်လေးလည်းထည့်ထားပေးပါတယ်ဒီမှာဆိုရင်တော့အင်ဂျီလဲတဲ့ဟာပေါ့နော်ဒီပါပါအဲ့ရမှာအင်ဂျီလဲတဲ့ဟာအဲ့ရတော့ဒါလေးပဲဖြစ်ပါတယ်ဘာမှတော့တိတ်မပါပါဘူးပြီးရင်ဒီနားမှာဒီအိမ်ရှိလေးမှာဗာလဲကားလေးလည်းရှိပါတယ်ဒါလေးပေါ့နော်ဒီကားလေးပါဒီဗီဒီယိုလေးကဒီမှာပဲပြဆုံးတော့ပြဖြစ်ပါတယ်ဒီဗီဒီယိုလေးက10မိနစ်ကျော်ပဲရှိသွားပါတယ်တအားကိုတော့လို့ sorry ပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေး like and subscribe လေးနှိပ်ခဲ့ဖို့မပေးပါနဲ့အားလုံးပဲ bye bye